မင်္ဂလာပါရာသားတို့အားလုံးကတော့ Minecraft ထွေလောက်သိကြမှာပါအဲ့တော့ idea လိုမျိုးပေါ့နော်အရင်မိုက်တဲ့ graphic တွေကိုရရှိနိုင်တဲ့ background texture ဘက်နဲ့ကျွန်တော်က Minecraft ထဲမှာ survival ဆော်သွားမှာဖြစ်ပါတယ်ဒီနေ့ view လေးရဲ့ဒီနေ့ episode 1လေးရဲ့ goal ကတော့ iron မှာ full set ဖြစ်ပါတယ်ပုံမှန်တိုင်းပါပဲကျွန်တော်အင်းဆုံးဗာတဲ့ဟာတက်သွားတယ်ကျွန်တော်အင်းဆုံးဂိမ်းစားရင်ဘာလုပ်မလဲဒီခုံးမယ် Okay ပြီးရတယ်ကျွန်တော်တို့မှာ crafting table ကို craft လိုက်ပါမယ်အရင်ဆုံးဒီတသားပေါ့နော်တသားလေးလိုလိုက်မယ်ပြီးရင် crafting table တစ်ခု craft မယ်ပြီးရင်ဒါလေး craft လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့wooden tool တွေဖြစ်တဲ့wooden tool ဖြစ်တဲ့ကျွန်တော်တို့ဒီ iron wooden pickaxe ကို craft လိုက်ပါမယ်ပြီးရင်ကျွန်တော် crafting table ပြန်ဖြည့်လိုက်ပါမယ် Okay ပြီးရင်လည်းနားမှာရှိတဲ့တူကိုတက်လိုက်ပါပြီးရင်လည်းကျွန်တော် stone တွေလိုက်တူပါမယ်ဟိုမှာတူးနာတော့ကောင်း yes ဒီလိုဖြစ်နေရမယ်အဲ့ဒါမှကျွန်တော်ညဘက်ကိုပေါ့နော်ဒီကောင်ကအရင်ပြီးရင်ဒီဝလီယောယော他没挖熬沙塔。他漂亮呀！Yes, stone တွေတူ Oh ရှင်းမှာ stone တွေရှိရ Yes, very good. Stone တွေတူပါမယ်ဒီပြီးတော့ကျွန်တော် wooden pickaxe ကနေမှာကျွန်တော် stone sword ဟာကျော်ဒါနဲ့ပေါ့နော်ဒီပစ္စည်းပေါ့နော်ဟိုမှာဒီမှာအခုဆိုလို့မှာ bedrock ဟိုဒီမှာ bedrock ပေါ့နော်အဲ့လိုမျိုးပစ္စည်းတွေကိုအလွယ်တကူခတ်လို့ရနိုင်တယ်ကျွန်တော် mod ကိုထည့်ထားတယ်အဲ့ဒါကြောင့်ဒီမှာပေါ့နော်ပြီးရင် ask ပြီးရင် pickaxe ရပြီပြီးရင်ကျွန်တော် furnish ကိုခတ်လိုက်မယ် furnish ကိုခတ်လိုက်မယ် yes ပြီးတော့ကျွန်တော်တို့ဒီဥစ္စာပြန်ဖြုတ်ထားလိုက်မယ်ပြီးရင်တော့နောက်ဆုံးဖြစ်တဲ့ကျွန်တော်တိုးနောက်ဆုံးတစ်ကောင်ကိုလိုက်ရှာလိုက်ပါမယ် Oh my god ဒီမှာတဲ့ကျွန်တော်ဟောပါတော့ဒီမှာတိုးလိုက်ရှာနေရပါတော့ဘလောက်မှတော့မကြသေးဘူးဟိုဘက်ထိုးဘက်ကကျွန်းပါတော့အဘက်ကရောဒီဘက်ကိုရောက်လာတော့မယ်ရှိတယ်နော် cherry block တွေ့ဝါတော်မိုက်တယ်လှလိုက်တာဗျာကျွန်တော်ဘဲကုန်းတက်စစ်ပဲဝါဒီနာလေးကညှိပြီးသားပုံစံလေးဖြစ်နေတာပဲโอเคဒီနာလေးမှာပဲအင်စားလိုက်ပါမယ်ကျွန်တော်လိုချင်တာတော့ဘယ်လိုလဲတိုးပါနော်တိုးကတော့မတွေ့သေးဘူးဆိုကျွန်တော်မတကြီးနေရာလေးချလိုက်ပါမယ်โอเคပြီးရင်ကျွန်ချက်ကူခလာမယ်ပြီးရောမှာပါမယ်ပြီးရင်တော့တိုးထပ်ချပါမယ်ပြီးကျွန်တော်လိုက်ရန်နဲ့တိုးရတော့ဒီကောင်တော့ထပ်ပြီးွယ်ခုဒီမှာတောင်းလာတော့ကောင်တွေ့ထားတယ်ဗောနော်ကြော့ချော်ပြန်ဝတ်တုံးကလည်းချော်ပါစိတ်တော်လည်းချော်ပါငါအိမ်ကအဲ့လိုပြီးတော့ဂေါ့လည်းပဲဖြစ်သွားပြီကွာโอเคအဲ့တော့အဲ့ရတော့ကြပါမယ်တက်တာတက်တာကြော်ခုတ်လာပြီโอเคကျဲပါလားဟုတ်ဘူးဒါနဲ့ brother ကိုကျွန်တော်ခုနကပေါ့နော်ဟိုဘက်မှာကျွန်တော်တိုးလိုက်ဆိုင်နေcape ကြီးတစ်ခုတွေ့ထားတယ်ဒီထဲကိုလည်းပြီးသွားတယ်ပေါ့နော်မှာကြတယ်ဟိုမှာဆက်ရယ်ဝိုင်းဆက်ရယ်ဆက်ဝိုင်းရယ်တောင်းရဒီနောက်ဘက်မှာပေါ့နော်အဲ့ let's go ကျွန်တော်ပြောတဲ့ cape ကြီးရောရောက်ဟိုမှာ iron တွေတွေ့နေရပြီဒီထဲကိုဆင်းလိုက်မယ်ပလုံဝါဒီမှာ iron တွေ Oh my god အများကြီးပဲ Oh my god အများကြီးပဲဟာ
3 4 5 man tip ကွာ6 7 8 9 10 11 oh 12 oh my god 13 73လုံးရှိနေပြီ oh 14 15 16 17 18 19 21 yo 22 oh my god 22ကျွန်တော်ရဲ့အယုံနဲ့ oh my နေကျွန်တော်အခု day 1နဲ့နေမယ်အားရဖူးဆက်ရပါတော့ oh my god oh my god လုံးဝကန်ကောင်းကြည့် oh 4တော့5တော့ဟာဒီမှာလဲ5တော့ oh my god ဒီမှာလဲ9တော့ဒါ5တော့ oh 6တော့ oh 9တော့ oh 10တော့ oh 9တော့ oh man ကြာပါ10တော့လေ oh 30တော့ဖြစ်သွားပြီ oh my god ကျွန်တော် iron ဖူးဆက်ပြင်မှာကျွန်တော်ပေါ့နော် iron နဲ့ပတ်သက်တဲ့ tool တွေပါရပြီ very very happy ပေါ်ပြန်တက်အောင်မယ်ဟာကျွန်တော် block တွေမသုံးနေဘူး block တွေနည်းလိုအပ်တယ်လို့ခံစားကြာရတော့သုံးလိုက်ဒီမှာလည်းရှိသေးတယ် oh my god oh my god 33လုံး34 35 36 39 38 39 တော့ oh my god oh my god ဒီ game တွေကိုတစ်ခါလာလိုက်ရ39လုံးရသွားတယ်ဟိုအိမ်ပြန်အခုအိမ်ပြန်မယ် let's go ဘယ်နှမို့တော့ကျွန်တော်ရမယ်ကျွန်တော် foundation ပေါ့နော် foundation ချတာအမှန်လေးပြည့်နေပါကြားပြတ်သွားတယ် oh my god ဒီခဏလေးအတွင်းမှာငါ okay ခဏလေးအတွင်းမှာငါပုံစံရသွားနော် iron full set ကိုရသွားတာ oh my god တက်လိုက်တော့တော့ကြာသွားမှဆိုးလို့မြတ်တက်ရောကြဆင်းမလား okay စက်တက်ထားပါရောက်ပြီလားရောက်ပါပြီအဲ့တော့အင်ဂျင်ပါမယ်အပြီးတော့အဲ့တော့ oh my god ကျွန်တော် cave လေးဗျာအဲ့ဒါဥစားကျွန်တော်တိုးကြနေနေတရားမကြည့်လိုက်တာဗျာအဲ့လိုစီမန်းတော့ရုံမရှိမှတော့ကျွန်တော်တခါလေး view တခါလေးရှင်းတူးလိုက်ပါတယ် oh my god 39လုံးပါမှာတော့အကုန်တူးလိုက်တော့မယ်ဟုတ်တယ်တော့လောက်ပါလား okay အဲ့ကြိုလေးစောင့်လိုက်ပါဦးမယ်ခင်ဗျာ okay bling ဖြစ်သွားပါပြီအဲ့တော့ကျွန်တော်ဒီမှာပေါ့နော်iron armor အပြည့်ရှိရ pickaxe sword shovel water bucket နဲ့ကျွန်တော် arts လုပ်လိုက်တဲ့အခါမှာ iron 2တုံးပဲပူတော့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီထဲကဘာလုံးချင်မရှိဘူးနော်အဲ့တော့ပုံထည့်ထားလိုက်တော့မယ်အဲ့တော့ကကျွန်တော်ဘာမှမလုပ်ပါသေးဘူးเนาะအဲ့တော့ကျွန်တော်အခုလေ view ကလည်းတူတူလေးပဲရှိသေးတယ်ဆိုတော့ကျွန်တော်ဒီမှာเนาะအိမ်သေးလေးတုံးစောက်ပါမယ်အဲ့တော့စီဆောင်ရကျွန်တော်အိမ်သေးလေးတုံးလောက်စိုက်မယ်ပေါ့เนาะအဲ့တော့စောက်မယ်ပေါ့เนาะအဲ့တော့ material လေးလိုက်ရှာလိုက်ပါဦးမယ်ခင်ဗျာ An eternity later. okay အဲ့တော့ကျွန်တော်ရဲ့အနောက်မှာဆိုရင်အိမ်လေးကစောက်လို့ပြီးသွားပြီပေါ့เนาะအဲ့တော့ပြမယ်3 2 1 oh my god ရမ်းလာရောနော်ဒီအိမ်လေးရောနော်ကျွန်တော်တော်တော်လေးတော့မိုက်တယ်ဒါပေမဲ့ကျွန်တော်ဒီဘက်မှာမီကူခေါင်းနိုင်လေးလို့တော့ကြံကြီးရပေါ့နော်ဒီနောက်မှာလည်းပန်းလေးစိုက်ထားတယ်ပြီးတော့ဒီဘက်ကပေါ့နော်ဒီလိုဟောင်းမိုးလေးနဲ့ okay အိမ်လေးက
အတွင်းပိုင်းပြရမယ်ဆိုရင်တော့3 2 1ဆိုဝင်လိုက်ပါပြီဝင်လိုက်ပြီဆိုတော့ဒီမှာပေါ့နော်ဒီမှာဟင်းလေးချက်လို့ရပဲတဲ့ငွေလေးထွက်နေပေါ့နော်ဒီမှာဆိုရင်ဒီထဲမှာဆိုရင်အသားတွေထည့်မယ်ဒီမှာဆိုရင်ကျွန်တော်ပေါ့နော်အစီတွေထည့်မယ်ပြီးရင်ဒီမှာဆိုရင်တွင်းထွက်ပစ္စည်းပေါ့နော်အဲ့ဒါတွေထည့်မယ်ပြီးဒီမှာဆိုရင်တက်သားတွေထည့်မယ်ပြီးဒီမှာဆိုတော့ကျွန်တော်ဒီ foundation ချတော့ဗျဥပမာတိုးမွေးတို့ပါလို့ပေါ့နော်အဲ့လိုအယောင်နဲ့ဗျာအဲ့လိုပေါ့နော် foundation ချတဲ့နေရာတွေမှာသုံးတဲ့ပေါ့နော်ဟာတွေပေါ့အသုံးဝင်တဲ့ဟာတွေထားတယ်ပြီးတော့ဒီမှာဒါရေတွေကတွက်ယူတာလားအဲ့ပေါ့နော်ဒီခွက်လေးတွေပေါ့ဒီမှာပန်းလေးရှိမယ်ပန်းလေးစိုက်ထားတယ်ပြီးတော့ဒီမှာဆိုရင် crop လေးပါ crop လို့ရမယ်ဒီမှာတော့ဘာမှမထည့်ကြဘူးဒီထဲမှာဆိုရင်ဒီမှာဆိုရင်တော့ကျွန်တော်ရဲ့အိတ်ရာလေးပေါ့နော်ဒါအိတ်ရာပြီးတော့ဒီမှာကျွန်တော် armor stand လေးရှိမယ်ပြီးရင်ဒီထဲမှာဆိုရင်ကျွန်တော်လက်နက်တွေပေါ့နော်ကျွန်တော်ရဲ့လက်နက်တွေကိုထည့်ထားမယ်ပြီးတော့ဒီမှာ MV yes MV ရဲ့ကျွန်တော်ပုံစံတော့ဒီအိမ် material စောင်းရင်းနဲ့ကျွန်တော်အမှတူထားတာiron လေးထိတ်အဲ့ပေါ့နော်အဲ့ကြောင့်ဒါတော့ဒီကျွန်တော်အခုနေရတာပါလေcherry plaza လေ cherry plaza ဆိုတော့ကျွန်တော်cherry plaza မှာဆိုတော့ဗျာကျွန်တော်ဒီအဲ့ရတဲ့တရွက်လေးတွေပေါ့နော်ဒီမှာဒီ farm တွေမှာအဲ့ရတဲ့ဟာလေးနဲ့ထားထားတယ်ကျွန်တော်ဒီပန်းဥခွက်ရပြီးဒုတ်ပေါ့နော်အဲ့ဒုတ်အပင်လေးရဆိုအပင်လေးစိုက်ထားတဲ့ပုံစံလေးပေါ့နော်အဲ့ဒါဆိုပို့ပြီးလာတယ်ဒါနဲ့ကျွန်တော်ကဒီလိုလေးပဲထားတာပေါ့နော်အဲ့လိုလုပ်ရင်ကောင်းမှန်းမသိထားပါအချလောင်းပြောင်းလိုက်တယ်ပေါ့နော်sorry ပြောင်းလိုက်တယ်ပေါ့နော်ဒီမှာဆိုကျွန်တော်မှာပန်းအိုးနဲ့ဒုတ်လေးရှိသေးတယ်ဒီအိမ် material လိုက်ရှာတော့ဒီ sprue တွေဆိုတော်တော်ရှာလိုက်ရအခုဆို sprue မှာဘာမှမဖြစ် supply နေယူလာတာအကုန်စိုက်လိုက်တယ်ပေါ့နော်ပြီးတော့ပြန်ခုတ်လိုက်တယ်ပြီးတော့အဲ့ supply နေသွားကြည့်ဘာမှမရှိဘူးဟာထွတ်ပါဟာလေတော့ဒီအိမ်လေးကတော့ကျွန်တော် tutorial ကြည့်စောက်ထားတာဖြစ်တဲ့အတွက်ဒီလောက်တူအောင်စောက်နိုင်နေဆိုတော့တော်တော်လေးတော့အဆင်ပြေတယ်ပြီးတော့တော့ဒီမှာကျွန်တော် bottom လေးပြန်ဖော်ထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အိမ်စောက်တဲ့အချိန်မှာကျွန်တော် no bottom နဲ့စော့တယ်ဗျာအဲ့တော့ကျွန်တော်ဘာမှလိုအောင်ဖြစ်ဘူးကြာကျွန်တော်ပြောရမယ်အောက်ကိုပြုတ်ကြတယ်တခါသူတင်မလို့ဖြစ်သွားသေးပြုတ်ကြသွားပါတော့ပေါ်တပြီးတော့နော်အဲ့ကြောင့်ပေါ့နော်โอเคအဲ့တော့ဒီနေ့ episode 1တော်တော်လေးတော့ပြီးသွားပြီထွက်ပြီးတော့နော်ပြီးတော့ဒီမှာကျွန်တော်ထွက်လိုက်ဝင်လိုက်လုပ်တဲ့အချိန်ဒီမှာပေါ့နော်ကျွန်တော်ဒီထဲလေးဝင်ပြီးတော့ပြီးသွားမှာဆိုလို့အဲ့တော့ဒီအိမ်ရဲ့ဘေးနာဒီနေရာကပေါ့နော်မီးခိုးခေါင်းနိုင်လေးစောက်မယ်ကျွန်တော်အတူတူစောက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်စတုံးကိုပြီးရမှာဒီပြီးတော့ဒီမှာခိုးတွေလည်းအစ်တွေတူလာတယ်တက်စတက်အပြည့်ပဲပြီးတော့ဒီမှာမီးခိုးလေးထွက်နေတယ် yes အဲ့လေးပဲချက်ပြမယ် oh my god အောင်ပါကန်ဖိုင်ရထားတာ yes okay အဲ့ကျွန်တော်မှာဥစား stone ရပဲထဲမှာဒီထဲမှာဒီထက်တော့မရှိဘူး stone နေရာတော့ဒီမှာထည့်ရဟုတ်တယ်ဗျကျွန်တော် stone မရှိသေးဘူး stone တွေတော့မရှိတော့ဗျာအဲ့တော့အဲ့တော့ကျော်ရီဒီနေ့ episode လေးရပါတော့တော်တော်လေးလုံလောက်တော့ဖြစ်သွားပြီပြောမယ်ဆိုဒီလိုမျိုးဗျာရမ်းမိုက်တဲ့အိမ်လာတလုံးနဲ့စောက်ပြီးသွားပြီကျော်ရဲ့အတွက်ပေါ့နော်ကောက်ွယ်ဖို့အတွက်လည်းအိုင်းအောင်မှာဖူးဆက်လေးရအောင်လုပ်ပြီးသွားပြီပေါ့နော်အဲ့တော့ဒီနေ့ episode လေးကတော့ဒီလောက်ပါပဲချူပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ပြီးတော့ကျွန်တော် YouTube channel လေးကိုလည်း 1K ဒီနှစ်အတွင်းပေါ့နော်ဒီ2025နှစ်အတွင်း 1K အများဆုံးပြကူညီပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဲ့တော့ subscribe လေးတယောက်နှစ်ချက်လေးနေပေးခဲ့ကြပါဦးပြီးတော့ကျွန်တော် channel လေးကိုလည်း like လေးနေပေးခဲ့ကြပါဦးပြီးတော့ video တစ်တင်နိုင်လေးသိအောင်ဘေးနာခေါင်းလောင်းလေးနေပေးခဲ့ကြပါဦးအဲ့တော့အားလုံးပဲ bye bye ပါတက်